narrator ရဲ့လျှို့ဝှက်ချက်5ချက်မိတ်ဆွေက narrator တယောက်လို့လေယူလေးသိမ်းမှန်မှန်နဲ့စီးမျောလို့ကောင်းတဲ့အတန်တင်ဆက်မှုပုံစံမျိုးကိုကိုယ်တိုင်ဖန်တီးတတ်ခြင်းနဲ့ကိုယ်တိုင်လုပ်တတ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်အခုပြောပြမယ့်ဒီလန်5ခုကိုလိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပါဗျ။ပထမတစ်ခုကတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုကိုယ်တိုင်သိဖို့အရေးကြီးပါတယ်။အဲ့တော့ဒါကကြတော့ကိုကအတန်သွင်းရတော့မယ်နော်ကိုအတန်သွင်းခံနေပြီဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကကြည်လင်နေဖို့လန်းဆန်းနေဖို့ပျော်ရွှင်နေဖို့တခြားသောစိတ်သောကအနှောက်အယှက်တွေကင်းဝေးနေဖို့အရေးကြီးပါတယ်အဲ့လိုခံစားချက်တွေကိုမှဖြစ်နေတယ်ကိုမှစိတ်သောကတွေစိတ်ဖိစီးမှုတွေဖြစ်နေရဆိုလို့ရှိရင်ကိုအတန်သွင်းရတဲ့စီမှာလေမိတ်ဆွေတို့အတွက်အနှောက်အယှက်ဖြစ်စေပါလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့စိတ်ခံစားချက်ကောင်းနေတဲ့အချိန်မျိုးမှာအတန်သွင်းတာတော့အကောင်းဆုံးပါပဲဒါပေမဲ့လေကျွန်တော်တို့အလုပ်သဘောအရာကမဖြစ်မနေကိုအတန်သွင်းရတော့မယ့်အချိန်မှာကိုယ့်ရဲ့စိတ်ခံစားချက်ကအမြဲတမ်းကောင်းနေတာမျိုးတော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်အဲ့တော့စိတ်ခံစားချက်မကောင်းတဲ့ကြားကနေပြီးတော့မှလေကိုအလုပ်အပေါ်မှာအကောင်းကောင်းမွန်မွန်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်တတ်တဲ့အလေးကျင့်လေးကိုလည်းလေ့ကျင့်ထားဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ကိုပြောမယ့်အကြောင်းအရာအပေါ်မှာစီမျောတတ်ဖို့အရေးကြီးပါတယ်ဆိုလိုချင်တာကမှုသွင်းတတ်ဖို့လိုတယ်လို့ပြောချင်တာပါအဲ့တော့ကိုပြောမယ့်အကြောင်းအရာကိုဖြစ်နိုင်ရင်ကိုကကြိုပြီးတော့ဖတ်ထားတာမျိုးเนาะ script တွေကိုကြိုပြီးတော့ဖတ်ထားတာမျိုးတို့ဒီမဟုတ်ကိုပြောမယ့်အကြောင်းအရာကိုအကြမ်းပြင်းလောက်တော့ကိုကသိထားဖို့လိုပါတယ်အဲ့တော့အဲ့ဒီပုံမှာမှကိုယ့်ရဲ့စိတ်ခံစားချက်ကိုဘယ်လိုထားမလဲဒီအပေါ်မှာကိုကဘယ်လိုမျိုးစီးဝင်ပြီးတော့မှပြောမလဲဆိုတာကိုအဲ့ဒီမှုကိုလည်းကိုကထည့်လို့ရမှာဖြစ်တယ်ဒါကြောင့်မလို့ကိုယ်တိုင်ပြောနိုင်ဖို့အတွက်လေ့ကျင့်ဖို့လိုပါတယ်နောက်နံပါတ်3ချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ script တွေကိုဖတ်တဲ့အခါမှာအဖြတ်အတောင်နဲ့ဖတ်ဖို့လိုပါတယ်အဲ့တော့စာကြောင်းတွေကိုကျွန်တော်တို့ကဒလက်ဆက်ကြီးမရမနာအဖြတ်အတောင်မရှိဘဲနဲ့တောက်လျှောက်ကြီးဖတ်သွားမယ်ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့နားထောင်လို့ဘလို့မှမကောင်းနိုင်ဘူးเนาะစက်ရုပ်ကြီးစာဖတ်နေသလိုပဲအဲ့လိုပဲဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကအဖြတ်အတောင်လေးတွေเนาะဖြတ်တဲ့စကားစုလေးတွေကြားထဲမှာဖြတ်ဖို့တစ်ချောင်းနဲ့တစ်ချောင်းကြားထဲမှာလည်းဖြတ်ဖို့ဒါလေးတွေအရေးကြီးပါတယ်အဲ့တော့ဘယ်စကားစုမှာဖြတ်မလဲဘယ်လိုစာကြောင်းသားတွေရောက်ရင်ဖြတ်မလဲဘယ်လိုစကားလုံးတွေကိုတော့ဆက်ပြီးတော့ပြောမလဲဆိုတာကိုတော့ကိုယ်ကနေကိုကြိုတင်ပြီးတော့မှဒီ script ကိုဖတ်ထားတာလေ့လာထားတာဒါတွေကိုလုပ်ဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့စာကြောင်းတစ်ကြောင်းဆုံးသွားတိုင်းမှာကျွန်တော်တို့ရဲ့အတန်ကိုချပေးလိုက်ဖို့ဖြစ်ပါတယ်အဲ့လိုအတန်ကိုချလိုက်ခြင်းအပြင်စာကြောင်းတစ်ကြောင်းဆုံးသွားပြီးဆိုတဲ့စိတ်ခံစားချက်ကိုပရိသတ်ကိုပေးစွမ်းမှာဖြစ်ပါတယ်နော်အဲ့တော့စာကြောင်းတစ်ကြောင်းဆုံးသွားပြီးကိုပြောတဲ့အကြောင်းအရာတစ်ခုတစ်ဖြတ်ဆုံးသွားပြီးဆိုတဲ့သဘောတရားရစီဖို့အတွက်ကိုရဲ့အတန်ကိုချပေးလိုက်ဖို့ဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကိုရဲ့အတန်ကိုအနေအမြင့်အတက်အကျတွေအဖိအဖော့တွေနဲ့ပြောတတ်ဖို့အတွက်လေ့ကျင့်ထားဖို့လိုပါတယ်အဲ့တော့ကိုကစကားလုံးတွေကိုပြောတဲ့အခါမှာပိုပြီးလေးနက်စေခြင်းနဲ့ပိုပြီးတော့တိကျစေခြင်းနဲ့ဆိုတဲ့အခါမျိုးတွေမှာတချို့စကားလုံးတွေကိုကျွန်တော်တို့ကဖိပြီးတော့မှလေးနက်ပြောပြရတာမျိုးရှိတယ်တချို့နေရာတွေမှာကျွန်တော်တို့အတန်ကိုမြင့်ပြီးတော့မှပြောပြရတာမျိုးရှိတယ်လို့တချို့နေရာတွေမှာအတန်ကိုခတ်တိုးလေးကျွန်တော်လေးတန်လောက်လေးနဲ့ပဲပြောရတဲ့အခြေအနေမျိုးတွေရှိပါတယ်အဲ့တော့ကိုပြောရတဲ့အကြောင်းအရာပေါ်စကားလုံးတွေပေါ်ခန်းစားချက်အပေါ်တွေမှာလိုက်ပြီးတော့မှကိုရဲ့အတန်ကိုအနေမြင့်အတက်ကြနဲ့အဖိဖော်လေးတွေနဲ့ပြောနိုင်မယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့နားထောင်လို့ကောင်းတဲ့အတန်တင်ဆက်မှုတစ်ခုဖြစ်စေမှာပါဟုတ်ကဲ့ပါ narrator ဖြစ်ခြင်းနဲ့ beginner ညီကိုမောင်နှမတွေအတွက်ကတော့အခုကျွန်တော်ပြောသွားတဲ့အကြောင်းအရာလေးတွေကအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ထပ်ပြီးတော့သိချင်တာရှိလို့ရှိရင်လည်း comment မှာမှန်ပြီးတော့မေးခဲ့နိုင်ပါတယ်ဗျကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံတွေ့ပါမယ်